大家好，这一颗的话就是不是赞比亚祖母绿哦，这一颗的话就是哥伦比亚祖母绿，倒是挺好看的哦，而且它这一颗也是不到1克拉，火彩条是比较闪一点的那种，真的很好看哦，看到没有？啊，真的，它颜色绝了。然后呢，它这个里面的话就是有一点点内含物，厚度也是挺饱满的啊、里面有一点点内含物的，但是它这也是不影响美观的一个料子，倒是挺好看的哦。它这个天然的，哥伦比亚祖母绿，而且它这个的话就是只有0.35的一个料子，0.35的一个料子，挺好看的哦，而且价格也是挺友好的啊。价格的话就是才2000人民币。这个价格才2000人民币哦，挺好看的哦。如果喜欢的话，可以私信的哦。谢谢大家。Hello，အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးလည်းကျတော့ကိုလံဘီယာမြလေးပေါ့နော်။ဒါလေးတော်တော်လေးလာရှင်။ဒါလေးဆိုလို့ရှိရင်ကြောက်ရည်ကြောက်သားလေးလည်းလာတယ်ပြီးတော့အရင်လေးလည်းပွင့်နေပေါ့နော်တို့က။ဒီလိုမျိုးလေးဆိုလို့ရှိရင်လက်စွပ်လုံးဝလို့ရှိရင်တော်တော်လေးကိုလာပါတယ်ရှင်။ဒါလေးတော်တော်လေးလာတယ်နော်ကြည့်ပါဦး။ဒါလေးကကျတော့ 0.35 ပဲရှိပါရှင်35ပဲရှိရရှင် 0.35 ပဲရှိပါတယ်။ဒါလေးစီလေးကကျတော့လဲ6သိန်းလေးပါပဲရှင်။ဒါလေးစီလေးက6သိန်းလေးပါ။ကြိုက်လို့ရှိရင်တော့စီပန်လာခဲ့ပေါ့နော်။သူရဲ့အထူလေးဟိုဖြစ်တယ်ပေါ့နော်။တော်တော်လေးလာတယ်ဒါလေးဆိုလို့ရှိရင်ဆိုလိုဝဲတော်တော်လာတယ်နော်။ကြောက်ရင်6တာလာပေါ့နော်။ဒါလေးဆိုလို့ရှိရင်ကြိုက်လို့ရှိရင်စီမလာခဲ့ပေးပါ။